သူကဂေါ်ဘလင်တရက်ပါနေတိုင်းသူ့ရီစားကိုကြောင်းလိုက်ပို့လေးရှိပါတယ်။ဒါကသူ့ရဲ့နေ့စဉ်ပုံမှန်လုပ်ရိုးလုပ်စဉ်ပါပဲ။ဒါပေမဲ့တနေ့မှာသူ့ရီစားကိုဘတ်စကားမှတ်တိုင်ကိုလိုက်ပို့ကူညီပေးနေတော့ရုတ်တရက်အနောက်ကနေကျေလောင်တဲ့အော်တန်တစ်ခုကြားလိုက်ရတယ်။တခိုးတစ်ယောက်ကအမျိုးသမီးတစ်ယောက်ရဲ့အိတ်ကိုလူယူပြီးစပိန်နဲ့ထွက်ပြေးသွားတယ်။တခိုးကဂေါ်ဘလင်ရှိကဖြတ်သွားတဲ့အခါသူ့ကိုတစ်ချက်လန်းကြည့်လိုက်ပြီးအဲ့ဒီအချိန်မှာပဲတခိုးရဲ့အနာဂတ်တစ်ခုလုံးကိုမြင်လိုက်ရပါတယ်။မိနစ်အနည်းငယ်အတွင်းမှာတခိုးစီးနင်းလာတဲ့စပိန်ဟာခြေအိတ်ဆိုင်တစ်ဆိုင်ကိုဝင်တိုက်မိလိမ့်မယ်သူထားဖို့ကြိုးစားတဲ့အခါနောက်ကနေလာတဲ့တက္ကစီတစ်စီးကသူ့ကိုဝင်တိုက်မိမယ်ဆိုတာအေဂါဘလင်ကသိနေပါတယ်ရင်တိုက်မှုကတိတ်မဆိုးပေမဲ့ကြောက်စရာကောင်းတဲ့ကွင်းဆက်တုံ့ပြန်မှုကိုဖြစ်ပေါ်စေလိမ့်မယ်အဲ့ဒီတုံ့ပြန်မှုမှာဖြတ်သွားတဲ့ဘတ်စကားဘော်ကခရီးသည်အားလုံးအသက်ဆုံးရှုံးရလိမ့်မယ်ဂေါ်ဘလင်ရဲ့ရီးစားကအဲ့ဒီဘတ်စကားဘော်မှာရှိနေတဲ့ဂေါ်ဘလင်ကသူ့နာရီကိုချက်ချင်းကြည့်လိုက်တဲ့အချိန်ရှိပါသေးတယ်ဒါကတာမန်မတော်တဆမှုမဟုတ်တဲ့အတွက်ဒီမတော်တဆမှုကိုသူရက်တန့်ရမယ်သူ့ရဲ့အချစ်သူ့ရဲ့ကဘာအရာအားလုံးကအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်အဲ့ဒီအချိန်မှာလမ်းတစ်ပတ်ချမ်းကမှတ်တိုင်မှာထူးဆန်းတဲ့လူတွေရဲ့ပုံရိပ်တွေကိုသူမြင်လိုက်ရတယ်သူတို့ကအနက်ရောင်ဝတ်စုံတွေဝတ်ဆင်ထားပြီးလူသားတစ်ယောက်လိုလုံးဝမထင်ရပါဘူးသူတို့ကတမလွန်ဘဝကနေအသက်တွေကိုနှုတ်ယူဖို့လာတဲ့တေမင်းတမန်တွေပါဒီနေ့မှာတေရမယ့်ကံကြမ္မာရှိတဲ့လူတွေကိုပါခေါင်းဆောင်ကရောက်လာပြီးရက်လိုက်တဲ့အခါကောင်းကင်သမင်းတမန်တွေနဲ့ခေါင်းလေးဆောင်ကကားထဲမှာရက်နေတဲ့မိန်းကလေးတစ်ယောက်ကိုစိုက်ကြည့်နေကြတယ်ဒီနောက်လိုက်တဲ့ယောက်ကသူ့နာမည်ကိုသူတို့စီရင်မှာတော့မထည့်ထားဘူးဆိုတာတွေ့လိုက်ရတယ်ဒါဆိုဘာလို့သူမအဲ့ဒီမှာရှိနေရတာလဲတေချင်းတရားကအချိန်စရာအတိုင်းဖြစ်ရတာဒါဆိုဘာလို့ဒီလိုချိုးယဉ်ချက်မျိုးရှိနေရတာလဲဘယ်သူမှနားမလည်ကြပါဘူးဒါပေမဲ့ကောင်းကင်တမန်ခေါင်းလေးဆောင်ကတခုခုကိုသဘောပေါက်သွားပါတယ်ဂေါ်ဘလင်ရှိနေလို့ဒီနေ့ဘယ်သူမှတေးမှာမဟုတ်ဘူးတခိုးကိုမြင်လိုက်တာနဲ့ကပ်ပေးကြီးတစ်ခုလုံးရောက်လာတော့မယ်ဆိုတာမြင်လိုက်ရတယ်ဒါကြောင့်မတော်တဆမှုမဖြစ်ခင်မှာဂေါ်ဘလင်ကမတော်တဆမှုဖြစ်မဲ့နေရာကိုရောက်ပြီးလမ်းဘေးတနေရာကစောင့်နေခဲ့တယ်တခိုးရောက်လာတာနဲ့ဂေါ်ဘလင်ကသူ့ကိုပြင်းပြင်းထန်ထန်ကန်လိုက်တော့သူ့မြေပြင်ပေါ်လဲကျသွားတယ်အဲ့ဒီကန်ချက်တစ်ချက်နဲ့တင်ကြီးမားတဲ့ကပ်ပေးကြီးတစ်ခုကိုရှောင်ရှားနိုင်ခဲ့တယ်အသက်ပေါင်းများစွာကယ်တင်ခံခဲ့ရတယ်အထူးသဖြင့်သူ့ရီးစားပေါ့